Hello အားလုံးမင်္ဂလာပါရှင်ဒီနေ့မိုးအေးလေးနဲ့ပေါ့နော်ဆိုလဲကအတွဲလေးတွေနဲ့နှိပ်ဆက်ပေးပါနဲ့ချစ်သူကြီးစအတွဲမဟုတ်ဘူးနော်ဒီမျက်နှာလေးကိုဘယ်လိုပြောမလဲဆိုရင်ကြီးကြီးပြောင်ဖြစ်မဲ့အတွဲလေးပေါ့နော်ဥမာကိုကအသားကြီးခြောက်ပြီးတော့အမဲဆက်တွေရှိရဲလေလောင်ကွက်တွေရှိရဲတိတ်တိတ်တွေရှိရဲဆိုရင်ဘယ်လိုအတွဲတွေကိုကအသားရည်ကိုဆွဆိုလေးဖြစ်ချင်တဲ့ဝက်ဆန်တွေအမာရွတ်တွေရှိတယ်အရင်အစီပြင်းနေဆိုဘယ်လိုအတွဲလေးပေါ့နော်အသားဖြူပြီးတော့အီလေးဖြစ်ချင်တယ်ဆိုရင်ဘယ်လိုအတွဲလေးပေါ့နံပါတ်1အနေနဲ့ဝက်ဆန်သမားတွေအတွက်ဆိုလို့ရှိရင်နော်ဒီလိုတမျိုးလေးတွဲပေးပါရှင်ကိုကပေါ့နော်ဒီဟာလေးကတော့ဝက်ဆန်အစီဘူးတွေတက်တာတဲ့အစီပြန်တာတက်တာတဲ့ဒီမျက်နှာတစ်စေးလေးရဆိုရင်အသားရည်ဆိုဒါမျက်နှာစူးတင်းကျယ်လေးပေါ့နော်စူးတင်းကျယ်လေးကအသားရည်ဆိုပြီးတော့ဒီဝက်ဆန်အစီဘူးတွေတက်တာတဲ့စားဝက်ဆန်တွေတက်တာဒါလေးရပေါ့နော်တွဲကိုကတိတ်တိတ်လေးဖြစ်တယ်ပြုရှင်မျက်နှာအသားကြီး6တယ်မျက်နှာဖြူခြင်းတယ်ဆိုရင်တော့ဒါမျိုးလေးကိုဒီဆက်ပြလေးကိုသုံးပေးပေါ့နော်ဆက်ပြလေးကိုသုံးပေးပါပြီးလို့ရှိရင်ဒါမျိုးလေးကိုသုံးလို့ရတယ်ပေါ့နော်ဒီလိုမျိုးလေးတွဲပြီးတော့သုံးလို့ရပါတယ်ရှင်ဒါလေးဆိုလို့ရှိရင်တော့အမဲဆက်တွေဖြစ်ပြီးတော့မျက်နှာအသားကြီး6တဲ့လူမျက်နှာလေးကိုမဲညင်းညင်းလေးဖြစ်နေတဲ့အသားကြီးဖြူခြင်းတယ်ဆိုရင်ဒါမျိုးလေးတွဲပေးလို့ရပါတယ်နော်ပြီးတော့ကိုကကျတော့မျက်နှာမှာရှိတဲ့အမဲဆက်လေးတက်တာပြီးတော့ကြီးကြီးပြောင်ဝင်းလေးဖြစ်ခြင်းတယ်ဆိုရင်တော့ဒီလိုမျိုးလေးအဆက်လေးကိုသုံးပေးလို့ရပါတယ်ရှင်ဒီလိုမျိုးလေးပေါ့နော်အဆက်လေးကိုသုံးပေးရပါလေဒါကတော့မျက်နှာတင်မယ်မျက်နှာမှာရှိအမဲဆက်သေးတင်းတိတ်တွေတက်တာနဲ့ဒါလေးကတော့အသားရည်ဆွဆိုလေးဖြစ်တယ်ပေါ့နော်ရှည်တက်ဖြစ်ပြီးရေတက်ကတော့အသားရည်ဆောက်တဲ့လူရောအသားရည်ဆွဲတဲ့လူရောဖြစ်ပြီးရမယ်ဒါလေးကဆိုလို့ရှိရင်တော့အသားလားခွင်ပေါ့နော်ဒီလိုမျိုး make up မလိမ်ထားဘူးစီစီပြောင်ဂရိုးလိုလေးဖြစ်ရှင်နေဆိုလို့ရှိရင်တော့ဒါပေါ့နော်အချိန်ကုန်တက်တာစေတယ်ပြီးလို့ရှိရင်တော့တနခါနဲ့လေးစင်နဲ့ရတယ်အပေါ်ကနေ make up foundation ထပ်လေးလို့ရရပေါ့နော်ကိုအသားရည်ကိုတက်ဆင့်ကောင်းအောင်လုပ်ပြီးတော့စီပြောင်ဂရိုးလိုလေးရှိရမျက်နှာမှာရှိရအပြည့်အနာစာတွေကိုကုသပေးမယ် IB အသားလာခွေလေးနဲ့တွဲလေးနဲ့ဆိုရင်တော့ဒါကတော့ကြီးပြောင် grow လိုလေးကိုရမယ်ပေါ့နော်ကိုကကျတော့အသားရည်ကအစီပြန်ပြီးတော့အစီပူတွေထွက်တယ်ဝက်ချန်လေးတွေထွက်တယ်ဆိုရင်တော့ဒါမျိုးလေးတွေတွဲလို့ရပါတယ်ရှင်ဒါမျိုးလေးတွေပေါ့နော်ဒါလေးရဆိုလို့ရှိရင်တော့ဒီဟာလေးတင်မယ်ဒါလေးလိမ့်ပြီးတော့ဒါလေးနဲ့သုံးလို့ရပါတယ်ဆိုဒါဆိုလို့ရှိရင်တော့မျက်နှာလေးအသားရည်ဆိုလေးကြီးလေးဖြစ်လာမှာပါရှင်ပြီးလို့ရှိရင်တော့ကိုကလေအသားရည်ကိုဖြူချင်တယ်ပေါ့နော်ဒီ secret တွေတိုက်တယ်ကျန်တဲ့ဟာတွေကတိတ်ပြီးမဖြူဘူးပေါ့နော်အသားရည်ဖြူလေးဖြူချင်တယ်ကိုယ့်ရဲ့အသားရည်ကြီးလေးဖြစ်ချင်တဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့ဒီနှစ်ခုရှိပါလေရှင်ဒါလေးရဆိုလို့ရှိရင်တော့ face or body ရောသုံးလို့ရပါလေသူက white တစ်နည်းဆက်ပြအတွက်မျက်နှာမှာရှိတဲ့အမဲဆက်တွေတင်းတိတ်လက်တာပြီးမျက်နှာလေးကိုဖြူတယ်လက်ဘေးနေလက်တွေအကုန်သုံးလို့ရပါတယ်သုံးပြီးတဲ့အခါမှာဒါလေးဆိုလို့ရှိရင်ရေတက်ဖြည့်တဲ့ဗီတာမင် C ပါတယ်ဒီ body lotion လေးပေါ့နော်သူကကျတော့ဒီ moisture လည်းပါတယ် collagen လည်းပါတယ်ဗီတာမင် C လည်းပါတယ်ပြီး hyaluronic လည်းပါတဲ့အတွက်ကြောင့် hyaluronic acid လည်းပါတဲ့အတွက်ကြောင့်အသားရည်ကိုပြန်လည်ဖြစ်ပေါ့နော်အခန်းအောင်မှာရှိတဲ့ cell တွေကိုပေါ့နော်ဆဲသေးတွေကိုပြန်လဲပြီးတော့မွေးပြူပြီးတော့ပြန်လဲပြီးရှင်တန်အောင်လုပ်ပြီးတဲ့အတွက်ကြောင့်အသားရည်လေးကဆွဆွပြေပြေလေးဖြစ်နေတာပေါ့နော်ဒါပေမဲ့သူကလေးကကြတော့ SPF မပါတဲ့အတွက်ကြောင့်မနက်ပိုင်းလေးမဲ့ဆိုရင်တော့ sun cream ပါတဲ့ body serum လို့ body lotion လို့နဲ့တွဲပြီးသုံးပေးပါရှင်ညပိုင်းဆိုရင်တော့ဒီတစ်မျိုးလေးညလေးလိမ့်ပြီးပေါ့နော်သူကအသားရည်ကိုနေလောင်တော့ပျက်စီးနေတာအသားရည်မညီတာတွေပြန်ညှိပေးတယ်ပေါ့နော်လဲပင်းတွေအတိလည်းလေးလို့ချပါတယ်ဒါလေးရဆိုလို့ရှိရင်တော်တော်လေးပေါ့နော်ဒါလေးသုံးပေးပါရှင်အသားရည်ကြီးလေးဆွဆိုလေးဖြစ်နေတယ်ဆိုတော့ဒီနှမျိုးလေးသုံးပေးပါလို့ပြောချင်ပါတယ်ရှင်ပြီးလို့ရှိရင်တော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုကပေါ့နော်စားတက်လောက်ပေါ့အရန်ဝနေဆိုလဲလိုလူမျိုးပေါ့နော်ဘိုက်ခောက်ကလည်းထူလဲဘိုက်အိုးကလည်းထူလဲဝင်းကလည်းအရန်ချုပ်တယ်အစားကလည်းအရန်စားတယ်အဲ့လိုလူမျိုးတွေအတွက်ဆိုလဲရတော့အမြဲတမ်းဆောင်ထားပါတယ်ရှင်ဆိုလဲရှိမှာဆိုလို့ရှိရင်တော့အထုပ်ကတော့20လောက်တော့20မဟုတ်10ကျော်15လောက်ပေါ့နော်20မှာပြည့်တေးတော့ရလောက်မယ်ဘာဖြစ်လို့လဲသိလားကိုကလေcustomer တွေကိုပြောရင်ကိုလက်တွေ့တောက်ပြိုင်နဲ့ကိုကလေအရန်ကြိုက်တာ तू မရှိရင်မရအောင်သိလားဒါလေးပါရှင်ကိုတိုင်းတောက်တယ်ပေါ့နော်အဲကြောင့်ကိုတောက်တဲ့ထဲကနေဖယ်ပြီးတော့ပေါ့နော်အထုပ်15ကျော်လောက်တော့ရမယ်ရှင်မြက်လေးလာဝယ်ထားပါနော်ဒီလိုမျိုးအောက်စာကိုဝယ်ယူမယ်ဆိုလို့ရှိရင်ရှစ်တဲ့ customer တွေကို3တော့ဝယ်လို့ရှိရင်9000တက်တာတဲ့အခွင့်အရေးပေးမယ်ပေါ့နော်3တော့ဝယ်လို့ရှိရင်9000ခွဲကြလို့ရှိရင်9000နဲ့ပေးမယ်ပေါ့နော်ဒါလေးကဆိုအရန်ကောင်းပါတယ် तू ကဆို fiber ပါဝင်တဲ့အတွက်ကြောင့်ဝမ်းချုပ်တဲ့လူတွေအတွက်ဆိုရင်ဆိုလက်တစ်ခုပြတ်မယ်ကိုတိုင်းထမင်းစားပြီးနိုင်ဝက်လို့ဒီဟာကိုတောက်ပါလုံးဝ fiber ပါတဲ့အတွက်ကြောင့်ဝမ်းသွားပါတယ်ရှင်ကိုကတော့ဝမ်းအရန်မချုပ်တတ်ဘူးပုံမှန်လေဝမ်းသွားရလွယ်တယ်ဆိုရင်တော့မပြောဝမ်းအရန်ချုပ်တဲ့အမတန်မှချုပ်တဲ့လူတွေဆိုလို့ရှိရင်တော့အစာစားပြီးနိုင်ဝက်လို့မှဒါကိုတောက်ပါရှင်သူက fiber ပါတဲ့အတွက်ကြောင့်ဟိုပေါ့နော်ဝမ်းသွားရအရန်လွယ်တယ်ပေါ့နော်ပြီးလို့ရှိရင်သူကအစာစားခြင်းတွေကိုထိန်းတယ်ပြီးခဏကိုအချိုးစားကိုလည်းဟိုပေါ့နော်ထိန်းပေးတယ်ကြာပေးတယ်ပေါ့နော်ကိုကအရန်ဝိုင်းတော့တနေ့နဲ့ထုတ်တော့လို့ရတယ်ကိုခန္ဓာကိုယ်လေးကိုထိန်းထိန်းလေးဖြစ်နေတယ်တနေ့တစ်ထုတ်ပုံမှန်တော့ခန္ဓာကိုယ်အချိုးစားလေးလှတယ်ဟိုပေါ့နော်အထက်အရန်လဲဝိတ်မတက်ဘူးပေါ့နော်ကိုပေါ့ပါပြီးတော့ဘယ်လိုပဲပေါ့ပါလေးဖြစ်တယ်ပေါ့နော်ဒါလေးရှိပါတယ်ရှင်အကုန်လုံးလက်လီလက်ကဝိတ်အားပေးလို့ရပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်